မင်္ဂလာပါ Office 365 account ကို Word Excel PowerPoint မှာ sign in ဝင်တဲ့အခါမှာ no internet connection ဆိုပြီးတော့ error ပြနေတယ်ဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်အင်းဆုံး Microsoft Word ကိုဖွင့်လိုက်ပါမယ်ဒီမှာ activate product ကနေပြီးတော့မှ sign in ကိုတွားပြီးတော့နှိပ်ပါမယ် sign in ကိုနှိပ်တဲ့အခါမှာဒီလိုမျိုး no network connection ဆိုပြီးတော့ပြနေတယ်ဒီမှာ try again နှိပ်လဲဒီတိုင်းပဲကျွန်တော်တို့ပြတယ်ဒီမှာ internet ကတော့ကျွန်တော်တို့ချိန်ထားတယ်တုံးလို့လည်းရနေတယ်ဒါပေမဲ့ဒီမှာတော့ no network connection ဆိုပြီးတော့ပြနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့အရင်ဆုံးဒီ computer မှာကျွန်တော်တို့ VPN တစ်ခုခုတွားပြီးတော့ချိန်ကြည့်လိုက်ပါVPN ချက်ပြီးသားပြီဆိုတော့ခုနကတော့ web မှာပြန်ပြီးတော့ sign in ပြန်ဝင်ကြည့်ပါမယ်ဒါဆိုတော့ဒီမှာ sign in ဝင်ဖို့အတွက် mail လေးကိုကျွန်တော်တို့ထည့်ပေးလို့ရပါပြီဒါဆိုတော့ကျွန်တော်ဒီမှာ sign in ဝင်လို့အဆင်ပြေသွားပြီပဲဖြစ်ပါတယ်။ကြပါတကယ်လို့ကိုယ့်ရဲ့ဒီ Word Excel PowerPoint မှာ Office 365ကို sign in ဝင်တဲ့အခါဒီလိုမျိုး no network connection လို့ပြနေတယ်ဆိုတော့ VPN တစ်ခုခုချိန်ပြီးတော့ဝင်ကြည့်လိုက်ပါ။အဆင်ပြေသွားတာတွေ့ရမှာဖြစ်ပါတယ်။ကြပါအားလုံးပဲကျေးဇူးများတင်ပါတယ်။